အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဆက်ကိုကျွန်တော်အဲ့ဒါဖြီချလိုက်တဲ့ပုံစံလေးကိုပေါ့နော်ကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ तू ကဘာလဲဆိုတော့ကျွန်တော်ဒီအိမ်မှာတက်စစ်တော့ तू ကပထမတစ်ယောက်ကဒါ line မရလို့ဆိုပြီး line နေဆွဲရတယ် OTA ဆွဲထားတဲ့သဘောရှိတယ်ပေါ့နော်အဲ့မှာတင် तू ကရက်နေတယ် तू ကအဲ့ဘယ်လိုပြောမလဲ setting ထဲမှာတင် तू က logo က setting ထဲမှာပြန်သွားပြီးတော့ရက်နေတယ်ဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဟိုကနှိပ်တရားနှိပ်ဆို program မရှိပါလို့ဘာဝင်ညာလို့ဒါတွေပြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါကို software ပြတ်တာလို့ယူဆတဲ့အခါကျတော့ကျွန်တော်ယူလာပြီးကျွန်တော်က hardware ဘိုင်းဖြစ်နိုင်မလားဆိုပြီးဒီနာ resistor လေးတွေစစ်တယ်ပေါ့နော်ပြီးတဲ့အခါ break test လုပ်တယ်အကောင်လုံးကမှန်နေတဲ့အတွက် software ဘိုင်းလို့ကျွန်တော်ကယူဆလိုက်တယ်ယူဆပြီးတဲ့အခါကျတော့ကျွန်တော်ဒီ IC ကိုကျွန်တော်ဖျောက်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ကဟိုဖုန်းနဲ့ပေါ့နော် software ရေးကြည့်တော့အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးဆိုတော့ကျွန်တော်အဲ့ဒါနဲ့နောက်ထပ်ကျွန်တော်မှရှိတဲ့ IC တစ်လုံးကိုပေါ့နော် IC တစ်လုံးအဲ့ IC ကလည်းဟောင်းနေပါပြီ IC တစ်လုံးကိုကျွန်တော်ယူပြီးရေးကြည့်တယ်ထည့်ကြည့်တယ်အဆင်မပြေဘူးမပြေတော့သူ IC ကိုလည်းရေးလို့မရဘူးကျွန်တော်မှရှိတဲ့ IC အဟောင်းလေးကိုလည်းရေးမရတော့ကျွန်တော်ကအဲ့အရင်တော့အဲ့အဟောင်းလေးကကောင်းနေရဆိုတော့ဒီ CPU ထိရလို့တော့ကျွန်တော်ယူဆတာပေါ့နော်အဲ့တော့နောက်မှကျွန်တော်မှကတ်တွေရှာကြည့်တော့ဒီလိုမျိုးကတ်တွေရှိရတဲ့အခါကျတော့ပေါ့နော်ဒီကနေပြီးကျွန်တော်က room ကိုဖျောက်ပြီးတော့ဒီကိုတက်လိုက်တဲ့အခါမှာအခုဒီကောင်အဆင်ပြေသွားပြီပေါ့နော်အော်ဒီမှာကျွန်တော်စမ်းပြအဲ့ဒီတော့ power ထိုးလိုက်ပြီကျွန်တော်ဒီမှာ remove ကနေပြီးတော့ကျွန်တော် command ပေးမယ်ပေါ့နော် power off ခိုင်းမယ်သူက power off တယ်ဆိုလို့ရှိရင်ဒီကောင်ကအလုပ်လုပ်ပြီပေါ့နော်တော့တစ်ချက်ထဲတော့နှိုက်လို့မရဘူးပြနှစ်ချက်သုံးချက်လောက်နှိုက်ရတယ်မီနီလေးလင်းသွားပြီဆိုရင်ဒါအဆင်ပြေသွားပြီပေါ့နော်နည်းနည်းကြာဒါနင်းသွားပြီเนาะဒါဆိုမီနီလင်းသွားပြီအဲ့တော့ဒီကောင်းရဲ့ပြစ်ချက်ကတော့ဗောနော်အဲ့လိုမျိုးကျွန်တော်တို့ရောက်ရက်နေတာတို့ program မရှိတာတို့ဘာလို့ညာလို့ဆိုလို့ရှိရင်ဒီ room ကိုလဲသွားရင်လဲပြီးတော့ software ရေးပြီးပြန်ထည့်လို့ရှိရင်ကောင်းတာများပါတယ်ဗောနော်အားလေးကျွန်တော် sharing လုပ်ပေးတာပါဒီမှာကျွန်တော် IC ပတ်လန်းကြီးတော့ပြက်လို့ဒါကျွန်တော်ကြိုးထားရရှိရဗောနော်ဒီကောင်းပါဆိုလို့ရှိရင်ကျွန်တော်ကြောင်တောင်းလေးပြပြလိုက်မယ်ဗောနော်ဒါ3x3 ဒီ room အတွက်ကျွန်တော်ဒီ room အတွက် VCC ပေးတာဒါ3x3 ပေါ့နော်ဒီကောင်ကကျတော့ 1.8 ပေါ့နော် RAM အတွက်ပေါ့နော်ဒီ CPU ထဲမှာပေါင်းထည့်ထားတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာ 1.2 ဆိုတာ CPU အတွက်6 volt ပို့ပေးတာပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ဒါပါပဲအဲ့ကောင်တွေက5 watt နေ short ချပေါ့နော်အဲ့တော့3ခုဒီမှာ3x3 ရှိမယ် 1.2 ရှိမယ် 1.7 ရှိမယ်ပေါ့နော်ဒီနှလုံးကဒါ ADU ပေါ့နော်low voltage draw out regulator တွေဖြစ်တယ်ဒီဒါကတော့ converter bus converter ဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီမှာဒီ diode ကတော့ဒီဘက်မှာ 3.4 လောက်ပဲရှိရမယ်ပေါ့နော်